ဒီဖယ်လီတိုနာနဲ့ခရင်ဘူးလေးကိုဘယ်လူတွေတောက်တယ်လဲဘယ်သူတွေကမတောက်တယ်လဲဆိုတာကိုအမကပေချာလေးကိုစစ်ပြပေးမယ်ပထမဆုံးကတင်းတယ်တွေမရှိသေးတဲ့သူနော်တင်းတယ်လေးမရှိသေးတဲ့သူကတင်းတယ်တွေအမဲစေတွေမဖြေအောင်ဘလို့ကောက်ွယ်မလဲဆိုတော့ပထမဆုံးမျက်နှာအသားရည်မျက်နှာအသားရည်အရန်6တဲ့သူကတေးတယ်တွေဖြေလွက်တဲ့အတင်းအမော်တို့ကမျက်နှာအသားရည်ကိုအမြဲတမ်းရိတ်တာဖြေရမယ်မျက်နှာအသားရည်မချအောင်ကိုကထိတ်သိပ်ဖို့လိုတယ်ဒါကြောင့်ဒီလိုအဆက်ပါတဲ့တိုနာဖို့အမော်တို့ကမျက်နှာမှာပေါ့နော်အမြဲတမ်းနေညတောက်ထားပေးဖို့လိုပါတယ်ရှေ့ဒါမှမျက်နှာအသားရည်လားမျက်နှာအသားရည်ကလုံးဝမချောက်ပဲစွတ်စွတ်အီဖြေနေတဲ့အတွက်တေးတယ်မဖြေအောင်သူကကောက်ွယ်ပေးတယ်နော်ဒီတိုနာလေးကိုလိမ့်မယ်တေးတယ်တွေမရှိသေးတဲ့သူကပေါ့နော်ဒီတိုနာတောက်ပြီးတာနဲ့ကိုကနေရောက်ချီဖို့ကောက်ွယ်မယ်စားခွဲဖို့တော့မဖြေမနေတောက်ထားဖို့လိုတယ်ဒါမှတေးတယ်တွေကိုကောက်ွယ်မယ်ပေါ့နော်မဖြေအောင်ကောက်ွယ်ပေးမယ်ပေါ့နော်အောက်ထပ်ဒီလိုခလက်ဘူးကဘယ်လိုလူတွေတောက်တယ်လဲဆိုတော့တင်းတယ်တွေရှိနေတဲ့သူကဒေါ်လေးကိုတွဲတော့ရမယ်ဘာကြောင့်လဲဆိုတော့တေးတယ်တွေအမဲစေတွေစီးနေတဲ့သူကဒါဘိုလိပ်ပေးချေးပြေသူကတေးတယ်အမဲစေတွေစီးနေရလဲသူကပွားကြစေတယ်နော်ဖြေးအောက်လဲသူကကောက်ွယ်ပေးတယ်ပြီးတော့ရှိနေတဲ့တေးတယ်တွေမပွားအောင်ထားမပွားအောင်သူကကောက်ွယ်ပေးတယ်ပြေးစီးနေတဲ့မြင်တော့အသွားရေးဖို့အားလုံးသူကပြန်လဲပြူပြေးထိတ်သိပ်ပေးတယ်ဒီလိုခလဲဘူးလေနော်ဒီလိုဆိုမြင်နာမှာတေးတယ်တွေရှိနေတဲ့သူဆိုတေးတယ်တွေပါကြစေတယ်ပျောက်ချိတဲ့ဆိုတော့ဒီလိုအတွဲဖို့တော့မဖြေမနေတုပ်ပေးပြီးမှကိုကစားခွဲပေါ့နော်ပြီးမှအထဲကဒီလိုနေအောင်ချီဖို့ကောက်ွယ်တယ်စားခွဲလေးကိုလိပ်ပေးကိုကငွေနိုင်တယ်သူ့ပေါ့နော်တချို့ကငွေဖို့လဲတုပ်ချိတယ်ငွေနိုင်တယ်သူဆိုတော့အတေးတယ်တွေအမဲစေတွေမရှိကိုမမရှိပေးမယ်ကိုကအရွက်တဲနူပြိုးပြီးတေးတယ်အမဲစေကေလေးနဲ့လာပါချေတဲ့နူပြိုးချေတော့ဒီလိုအတွဲလိုက်တော့တုပ်ပေးနော်